ကျမတို့ကိုချစ်ချင်းမြတ်တာကျေးဇူးတရားနဲ့လွမ်းဆုံးမှုတွေကိုပြန်လည်အမှတ်ရစေပါတယ်ကျမတို့ဟာဘဝခရီးလမ်းမှာချစ်ချင်းမုန်းချင်းလွမ်းဆုံးချင်းကြည်နူးခြင်းဆိုတဲ့ခံစားချက်အယောင်တွေနဲ့နေ့ရက်တိုင်းကိုဖြတ်တန်းရတဲ့အခါတခါတလေဝမ်းနည်းမှုတွေခေါ်အားကုန်ခန်းမှုတွေကြားကမေတ္တာဆိုတဲ့အလင်းတန်းလေးကိုရှာဖွေမိပါတယ်ကိုကြီးအဆင်ပြေလားဒီနေ့သတင်းချမရမ်းလာတာနော် ဒီနေ့သတင်းကြုံမှာကိုတော့အတူမရှိခဲ့ဘူးเนาะဒါပေမဲ့နောက်နေ့ဆိုလို့ရှိရင်တော့ပေါ်လန်တင်တဲ့တူလို့ရှိကြပါလေ တကယ်တော့အရန်ချစ်တယ်နော် စစ်မှန်တဲ့ချစ်ချင်းမေတ္တာဆိုတာဘလောက်ပဲဝေးကွာနေပါစေသတင်းကြောညရဲ့လပြည့်ဝင်လို့ကဘာအနက်ကချစ်ရတဲ့သူတိုင်းကိုတပြိုင်နက်တည်းအလဲပေးနေစမြဲပါပဲချစ်ရတဲ့သူတွေနှိစက်ပြီးပျော်ရွှင်ဖွယ်အခက်အခဲကိုဖန်တီးပေးဖို့ Caption Ready Planning ကအသက်ရှင်နေပါတယ်